Man U ဘက်ဝယ်တယ်လားဝယ်ဖို့စဉ်းစားနေဗီဒီယိုဆုံးနေကြည့်လိုက်တော့အားလုံးမင်္ဂလာပါကျွန်တော်တို့ Installation မှာဒီနေ့မှာတော့ကျွန်တော်တို့ Man U fan တွေအကြိုက် Man U back ကြောင်း review လုပ်မှာဖြစ်ပါတယ် Man U back မှာဆိုရင်ထုံးစံတိုင်းပဲ highlight player ဆက်တစ်ကောင်ပါမယ် manager တော့ပါမလားဘူး manager မပါတဲ့အတွက် coin 900ဖြစ်သွားတယ်ဒီပြပြောင်းလဲအကြောင်း manager မထည့်တာလို့တော့မြင်နေဗျ overrating နေရာလည်းဒီမှာပြထားတဲ့အတိုင်းပဲ96ရထားတဲ့လူတွေကတော့100ထိတက်မယ် booster ထည့်လိုက်လို့ရှိရင်တော့100ထိရမှာဗျ95ရရဲ့လူလည်းအဲ့လိုပဲ99ထိတက်မယ် booster ထည့်လိုက်ရင်100ထိရမှာဗျဒီဘက်ကိုသုံးပြီးဆော့မယ်ဆိုရင်တော့နောက်တန်း3ယောက်ဖြစ်တဲ့အတွက်3 back formation ကိုပဲအသုံးပြုပြီးဆော့စေခြင်းနဲ့ Konami ဘက်ကလည်းအဲ့လိုမျိုးဆော့အောင်လို့ထုတ်ပေးတာလို့တော့မြင်တယ် free ပေးတဲ့ Amorin နဲ့ဆော့ရင်လည်းမဆိုးဘူးဒါပေမဲ့ link up လေးတော့သုံးလို့ရမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ Benjamin Sesko က advanced striker goal pusher ဖြစ်နေတဲ့အတွက်ပါအဲ့တော့ in game မှာရောဆော့ရတာဘယ်လိုနေလဲပေါ့ in game မှာဆော့ရတော့ player တွေအဲ့လောက်ကြီးထူးကြတော့မနေဘူး player of the week တလောက်ပဲရှိတယ်ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံး3កောင်တော့ရှိတယ်ဗျအဲ့ဒါတော့ Benjamin Sesko ပါပြေးထွက်တာတွေကတော့တော်တော်ကြီးကိုလန်းတယ်သူအရက်နဲ့ချန်ပီယံခုံတာတွေခေါင်းလိုက်တာတွေတော့တော်တော်ကြီးတော့ကျန်းတယ်ဗျနောက်တစ်ယောက်ကတော့ Ambumo ပါ Ambumo ကတော့ထုံးစံတိုင်းပဲ lane ခေါက်ကလည်းနစ်နေတာပဲသူရဲ့ player of the week ကိုကျွန်တော်တစ်ခါဂိုင်းပြီးသွားပြီဂိုင်းပြီးတဲ့အချိန်မှာကျွန်တော်ဒီမှာထက်ဂိုင်းနေဒီကောင်ကလည်းတော်တော်ကြီးကိုကျွတ်တယ်ဗျကျွန်တော်ကတော့မိုက်တယ်လို့တော့မြင်တယ်နောက်တစ်ခုထူးခြားချက်ကတော့ Bruno ပါ Bruno ကတော့ box to box နဲ့ထွက်လာတယ် whole player မဟုတ်ဘူး whole back box ဒီ back box ကိုလိုက်ပေးမယ် CMF ထားတဲ့နေရာမှာတော်တော်သုံးဝင်တယ်လို့မြင်တယ် AMF တက် CMF ကပို့ပြီးလိုက်ဖက်တယ်လို့မြင်တယ်ဗျနောက်တစ်ယောက်ကတော့လမန်းပါလမန်းကတော့သူ့ rating နဲ့မလိုက်အောင်လို့ပုတ်ပေးတယ်ဗျတခြား player of the week rating တူထက်တောင်ဒီကောင်ကပိုကောင်းတယ်လို့မြင်တယ်ပိုကောင်းအောင်ပဲ buff ပေးတာလို့တော့မြင်တယ်ဗျဘာမှထူးခြားပြောင်းလဲမသွားဘူးဆိုတာကတော့ player တွေဆော့တဲ့ play style တွေကိုပြတာပါဒါပေမဲ့ Manchester United တဲ့တင်းလုံးကျွန်တော်ဘက်မှာထည့်ဆော့ရတာဖြစ်တဲ့အတွက်စိတ်ထဲမှာတော့ feeling ကတော့ Manchester United နဲ့တသားတည်းရှိရလို့တော့ခံစားရတယ်ဗျ feeling ကတော့တော်တော်ကြီးကိုကောင်းပါတယ် Manchester United fan အတွက်ပါအဲ့တော့ဒီဘက်ကိုဝဲတင်လာပေါ့ဒီဘက်ကိုဝဲတင်လာမပြောခင်ကျွန်တော် review လုပ်လို့ရအောင်လို့ကျွန်တော်တကယ်ချင်းသူ့ကောင်ငားတဲ့အတွက်အဲ့တကယ်ချင်းလည်းကျေးဇူးတင်ပါတယ်ဗျဝဲတင်လာဆိုရင်တော့ခင်ဗျား Man U fan ဖြစ်တယ်ကျွန်တော်ပြောတဲ့အချက်တွေကိုလည်းသဘောကျလက်ခံနေဆိုရင်တော့ဒီဘက်ကဝဲတင်တယ်ဝဲပြီးတော့နောက်တမ်းမရတဲ့ pack list ထဲမှာထည့်ထားလို့တော့ရတယ်ဗျခုမှစပြီးတော့ coin စုမယ်ဆိုရင်လည်း coin event တွေလာမှာဖြစ်တဲ့အတွက် brother တို့စုတာမိနိုင်မယ်လို့မြင်တယ်ဗီဒီယိုကိုအဆုံးမသက်ခင်ခင်ဗျား Man U fan ဆိုရင်ဒီဘက်ကိုဝဲပြဝဲပါနောက်တမ်းမရစေရပါဘူးဒီနေ့ဗီဒီယိုလောက်ပါပဲဆုံးနေကြည့်ပြတဲ့အတွက်တရားစင်းစာကျေးဇူးတင်ပါတယ်ကျွန်တော်အကောင့်မှာ info အကောင့်နဲ့ရောင်းတာဝယ်တာလဲတာလာလို့ရပါပြီကျွန်တော်ရဲ့ရောင်းဝယ်ခဏပြန်စားပါပြီ